ဒီဆရာတော်ကအတန်လားတဲချောင်းလေးနဲ့နေရာဆုံးကလေပရေကြီးဆက်တဲ့တော့နေ့စဉ်အကုန်ကုန်တယ်ပဋ္ဌာန်းမဟာသမယတော့ဟာကျောင်းနေကန်နေလည်းမရှိဘူးလေဒါလည်းမရှိဘူးဒါလည်းမရှိဘူးအဲ့ဒါဆိုတော့တရားတွေထိုင်မနေ့မိုးလင်း၄နိုင်တောင်းတော့တရား1နိုင်2နိုင်ပွားပြီး6နိုင်မှဆွမ်းလာက6နိုင်ဆွမ်းလည်းဘာမှမရှိဘူးဘာဆွမ်းမှမရှိကိုယ့်အကိုဥဝင်းကတ်တဲ့ဥဝင်းရကတ်တာဓမင်းရမထင်တဲ့ကျောင်းကကြက်ဝင်ချမ်းဝင်းရကျေတော့ကစုံရဲ့ကျောင်းမနေ့အာယုံဆုံးကစုံရဲ့ကျောင်းကစုံရဲ့ကျော်လေးနဲ့တခါသားကျတော့ဥဝင်းရငစင်ရိုင်းတွေဖမ်းပြီးတော့စိတ်ထဲကတန်တဲ့ဖြစ်သွားတယ်ငစင်ရိုင်းကြီးတွေကြီးလိုက်တာဥခေမှာတော့စားတယ်ကစုံရဲ့လေးနဲ့ငစင်ရိုင်းနဲ့ချက်ထားတယ်ဘုန်းကြီးနဲ့ငစင်ရိုင်းလက်လက်လေးတွေခင်မမကန်ပြန်ခင်ငစင်ရိုင်းတွေ6နှစ်ရငစင်ရိုင်းတွေဖမ်းတယ်တော်ပြီးမစားတော့အဲ့ဒီဆုံးငတ်သွားတယ်ကစုံရဲ့နဲ့ငစင်ရိုင်းနဲ့ချက်ထားတယ်မစားလိုက်ရဘူးဆုံးငတ်သွားဟောလေးနိုင်ဆိုတောင်းဆိုထတရားနဲ့နိုင်ထိုင်ပေးရုပ်ပေးစတော့ပဋ္ဌာန်းမာသမယတော့ဟောအခုเจ้าနေပြီးသွားပြီပေးတသုတ်တော့မနေကိုရောမေတ္တာသုတ်တွေမနေရုံနေပဋ္ဌာန်းလေးကိုเจ้าနေများသွားတော့ပြဘယ်ကမှမလာလဲဂိမဆိုင်ဘူးကွာဓမေစီတို့စင်ပေါ်မှာဆွမ်းလံပို့တယ်ကိစ္စမရှိဘူးเจ้าနေကုန်ဆောက်ပြီးပြီပေးမရလို့မေတ္တာမပို့လို့ပဋ္ဌာန်းမျိုးလို့เจ้าလာဆောက်เสียလည်းမရှိတော့ဂိမဆိုင်ဘူးကွာအဲ့လိုဖြစ်သွားဝေပုံလမတ်တာเจ้าနေကနေများတော့ဓမ္မတွေမေ့ပါတယ်เจ้าလေးစပြီးတော့တဲလေးနဲ့နေစဉ်တော့ကနေတိုင်းကုသိုလ်ဖြစ်လှမ်းကြည့်လိုက်တယ်ဆရာတော်ဘုရားဟိုမှာဆရာတော်ဘုရားเจ้าမင်းနေတာအေးသိကြတယ်ကြိုက်ပါမသိကြတယ်အဲ့ဒါခါတခါဘကိုးကတကမာကြီးမကိုဒေါ်ရွှေဦးနဲ့ဦးတီဟာကဘာလို့လဲဆိုတော့ဆရာတော်ကြောင့်သိတယ်ဘုန်းကြီးတစ်ပါးလာလို့ရှိရင်လေဘိုးဒီမှာလေးကျောင်းထိုင်နေတယ်ဆိုလို့ဟိုပညာနန္ဒခုနပြောတဲ့မသီတကူပညာသီတူကျဲတဲ့ပွင့်ဟာနောင်ကြီးလာသတင်းမေးတာဘာလို့လဲတခုပါလာမယ်တစ်ဖက်ချောက်လေးပါလာမယ်ကိတ်မှုလေးပါလာမယ်ဟာကုသိုလ်ကြီးအေးကျမချမ်းသာပါစေဘုန်းတော်ကြီးအခုကြီးသွားတော့ဘုန်းကြီးဘုရားနှစ်ပါးမရှိပြောလိုက်ကွာမရှိပြောလိုက်ခေါင်းငါ့ချောက်သင်္ကန်းလာလူခန္ဓာဘုန်းကြီးလာအာကုသိုလ်ဖြစ်တယ်ဘုန်းကြီးတစ်ပါးမြင်လိုက်တယ်အလူခန္ဓာမထင်တော့အပုံးတော်တာဗျာအဲ့လိုဖြစ်တော့တာချမ်းသာလာတဲ့ခါကျတော့မှအာကုသိုလ်တွေတိုးတော့အရှင်မြတ်ဘုရားဟိုအရှင်မြတ်ရဲ့တငယ်ချင်းပြောတယ်ဘုရားအဲ့ဒါမန္တလေးမှာစတဲ့ပဲဒုက္ခဒီကိုတော့သင်္ကန်းများလှူခါမှာဇိမ်များတောင်းမလားမသိဘူးအာကုသိုလ်နေအာကုသိုလ်တွေဖြစ်မလှူလည်းမလှူပဲနဲ့အာကုသိုလ်ဖြစ်ဓမေစီတွေကိုယ့်ကိုပြောတာအဲ့ဒါမျိုးဖြစ်တာအကြောင်းလေးသေးတုန်းကလေတရားတွေရလိုက်တာသီလတွေကောင်းလိုက်တာဘာဝနာတွေထုံလိုက်တာအမေအခုရတော့အေးစေးပဲရှင်မြတ်ဒေါ်ရှိုးရောက်နေစောင့်ဟိုင်းလိုက်စမ်းကွာဆရာတော်ဘာစက်ရကောင်းသွားပြီလေဆရာတော်ဗျာကိုတည်းရလာတယ်စောင့်ဟိုင်းလိုက်စမ်းငါမအားဘူးကြီးွားသွားပြီလေဂိမဆိုင်တော့ကားလည်းရှိတယ်ဖုန်းလည်းရှိတယ်တီဗီလည်းရှိတယ်ရေကက်လည်းရှိတယ်အဲကွန်လည်းရှိတယ်ဘာကြီးဆိုင်ဝေပုံလားဖယားရှင်မြတ်စွာဘုရားရဲ့စကားတွေမှန်လိုက်တာဘုရားတပည့်တော်ကောသန္တာဖယားရှင်ကိုအကျိန်ကြီးများထေရနဝမစ္စည်းမနဝသေနဝေပုံလားမတ္တံပတ်တော်တာဝသေနာသဏ္ဍာနိပေါနိကြောင်းနေကံနေရှိလာတော့ဝေပုံလားမတ္တာဖြစ်ရင်